ကဲအခုလိုမျိုးမေးခွန်းပေါ့နော်အများကြီးကိုမေးကြတယ်အခုလိုမျိုးစသားပွေလို့ရှိရင်ဒီဆက်အပ်ကိုနှိပ်ရမှာလားပေါ့နော်တချို့ကဆိုရင်အဲ့လိုမျိုးပေါ်တဲ့ခါကျတော့ကွန်စီမှာစားပဲလက်အပ်တဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီလိုမျိုးစသားမှာပဲဆက်အပ်လေးပဲပေါ်သေးတယ်ဒါမဲ့စားပဲလက်အပ်ကြတယ်ပေါ့နော်ကိုအောင်ဘက်ကတော့လက်မခံဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့တချို့ကဆိုရင်စသားပဲပွေသေးတယ်ဘန်ချိတ်ချင်အောင်မှကိုအောင်ကလက်မခံဘူးပေါ့နော်ကိုအောင်ကတော့ဒီလိုမျိုးရှိတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပေးတယ်ပေါ့နော်ဒါကတော့ကိုအောင်လမေးတဲ့လူအသိဆုံးပေါ့နော်ဒါကြောင့်မို့ကိုစီမှာအခုလိုမျိုးစသားနေရာမှာဆက်အပ်ပေါ်တယ်ဆိုရင်တော့ကောင်းတို့နှိုက်လိုက်ပါဒါမှပဲကိုသူများစသားတွေပါတွေပေးလို့ရှိရင်အဲ့ဒီကနေပတ်စံရမှာเนาะတကယ်လို့ကွာမြန်မာပြည်မှာနေတယ်ဆိုရင်စသားကနေပတ်စံလုံးဝ100ရာခိုင်နှုန်းပတ်စံရှာလို့ရတယ်ဘာကြောင့်လဲဆိုတော့စသားကကြတော့ဘယ်နိုင်ငံပဲဖြစ်သူကရှာခွေးပေးတာပေါ့เนาะကိုအောင်တို့က contact တွေကောင်းလို့ရှိရင်သူများအားပေးလို့ရှိရင်ဒါစသားတွေလည်းရတယ်ပေါ့เนาะချိုးကဆိုရင်အချင်းစသားတွေပေးကြတယ်ပေါ့เนาะဒါကြောင့်မို့ကိုရဲ့အကောင့်ထဲမှာအခုလိုမျိုးပေါ့เนาะ set up ပေါ်လို့ရှိရင်တော့စားပေးလက်အပ်ဆရာမလို့ပြီးလို့ရှိရင်ကိုအောင်တို့အဲ့ဒီစသားမှာ set up ကိုကိုအောင်တို့နှိုက်လိုက်တာနဲ့သူများကိုအောင်တို့ကိုစသားပေးလို့ရတယ်ပေါ့နော်ဒါကြောင့်မို့ကိုအောင်တို့အခုလိုမျိုးပေါ့နော် set up ပေါ်လို့ရှိရင်တော့အဲ့ဒါကိုပဲနှိုက်လိုက်ပါစားပေးလဲအပ်ဆရာမလို့ဘူးဒီဘာမှလောက်ဆရာမလို့ပေါ့နော်ကိုအောင်တို့နှိုက်လိုက်လို့ရှိရင်သူများကိုကျယ်ဝီးလေးတွေပေးလို့ရှိရင်အဲ့ဒီကနေပတ်စံရမှာနော်ဒါကြောင့်မို့ဒီမေကုန်းကညီမလေးမသိတာဖြစ်တဲ့အတွက်ကြောင့်ဖြေပေးလိုက်ပြီဒါကြောင့်မို့လို့ကိုစီမှာစသားပဲဖြစ် secretion ဖြစ်အခုလိုမျိုးပေါ့နော် set up လေးပေါ်နေလို့ရှိရင်တော့နှိုက်လိုက်ပါတချို့ကဆိုရင်တော့ active ပေါ်နေတယ်ပေါ့နော်အဲ့ဒီပုံစံလေးပေါ်နေတယ်ဒါကြောင့်မို့ကိုအောင်တို့ဘာမှစားပေးအပ်ဆရာမလို့သေးတဲ့အတွက်ကြောင့်ပေါ့နော်ဒီဗီဒီယိုနဲ့ဖြေပေးလိုက်ပြီဒါကြောင့်မို့မသိတဲ့မိတ်ဆွေတွေအားလုံးပေါ့နော် creator အသစ်တွေဆိုရင်လုံးဝမသိတဲ့လူတွေရှိတာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်ကတော့မသိတဲ့လူတွေကိုအဓိကမျှဝေပေးတယ်ပေါ့နော်ဒါကြောင့်မို့တချို့ဆိုရင်လမ်းမှာမရောက်ဖို့အတွက်ပေါ့နော်တချို့ဆိုရင်အဲ့လိုမျိုးစားပေးအပ်တဲ့ခါကျတော့တချို့လူလိမ်နေနဲ့ထိလို့ရှိရင်စားပေးကြီးတွေကုန်သွားမှဆိုလို့ပေါ့နော်ပြောပြပေးတယ်ဒါကြောင့်မို့ကိုအောင်တို့စီမှာစသားပွေလို့ရှိရင်ဘန်ချိတ်ရလဲကိုအောင်တို့မချိတ်သေးလဲဘာမှမဖြစ်ဘူးဒီအရင်တော့ကကိုအောင်ချိတ်ခိုင်းတာဆိုတာကဘန်ချိတ်တဲ့ခလုတ်မပေါ်တာဖြစ်တဲ့အတွက်ကြောင့်အခုနောက်ပိုင်းမှာတော့အကုန်ပေါ်တာဖြစ်တဲ့အတွက်ကြောင့်ဘန်လဲချက်ချင်းချိတ်เสียမလို့ပေါ့နော်ကဲဒါကြောင့်မို့အားလုံးပဲနောက်ထပ်ကိုအောင်တို့မသိတဲ့မေးခွန်းတွေရှိတယ်ဆို comment အောက်မှာရေးလာပါကိုအောင်ရဲ့ channel မှာကြတော့ Facebook နဲ့ပတ်သက်ပြီးတော့အကုန်တင်ပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ကိုအောင်ရဲ့ pin တစ်ခုရှိသေးတယ် daily pin ပေါ့နော်အဲ့ဒီ pin မှာလည်းကိုအောင်ကခီးသွားတဲ့ blog တွေလည်းတင်ပေးတယ်သတင်းတွေလည်းတင်ပေးတယ် Facebook နဲ့လည်းပတ်သက်ပြီးတော့တင်ပေးတယ်ပေါ့နော်အကုန်လုံးကိုအောင်တင်ပေးတယ်ဒါကြောင့်မို့ကိုအောင်ရဲ့ pin ကတော့2ခုပဲရှိတယ်နောက်တစ်ခုကကိုအောင်တို့အကောင့်အတုတွေတတိထားပေါ့နော်ကိုအောင်ရဲ့ဒီအကောင့်နဲ့ပေါ့နော်အကောင့်အတုတွေလောက်ထားတဲ့လူတွေအများရှိတာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲ view site ကြပါလို့အကြံပေးချင်တယ်အားလုံးပဲနောက်ဗီဒီယိုမှာထပ်ဆုံကြမယ်